မက်ဆီရဲ့အသင်းကတကိုးကိုနဲ့ရှုံးနေချိန်မှာဒီအခွင့်အရေးကိုသူလွဲချော်သွားတော့ Suarez ကခေါင်းပေါက်ကိုလက်တင်ပြီးစိုးရိမ်မှုနဲ့မယုံကြည်နိုင်မှုရောနှိုးနေတဲ့မန်နက်သားနဲ့သူ့ကိုကြည်နေပါတယ်။ Luis Enrique ကလည်းသူ့ရဲ့မကျေနပ်မှုကိုဖုံးကွယ်မထားပါဘူး။အဲ့ဒီနောက် Suarez က Messi ကိုဖတ်ပြီးအားဖိဖို့ကြိုးစားပါတယ်။မိနစ်အနည်းငယ်အကြာမှာဘာစီလိုနာကဒုတိယကိုထပ်ပေးလိုက်ရပြီး2-0နဲ့ရှုံးနေတဲ့အခြေအနေကိုရောက်သွားပါတယ်။ကွင်းတစ်ကွင်းလုံးတိတ်ဆိတ်သွားပြီး Blaugrana ပရိသတ်တွေကလည်းမလုံမရဖြစ်နေကြပါတယ်။မကြခင်မှာပဲ Messi ကပင်နယ်တီတစ်လုံးရယူပေးနိုင်ခဲ့ပေမဲ့ကန်ကောင်းစွာနဲ့ပဲဒီအခွင့်အရေးကိုလည်းသူလွဲချော်သွားပါတယ်။စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ Messi ကသူ့ဂျာစီကိုကိုက်ထားပြီး Luis Enrique ကတော့ဘာတွေဖြစ်နေတယ်လဲဆိုတာနားလည်ဖို့ကြိုးစားနေပါတယ်။ဒီကစားကွက်မှာ Messi ကပြိုင်ဘက်2ယောက်ကိုကြော်ဖြတ်ပြီးနေမာကိုဂိုးဖန်တီးပေးပါတယ်။နေမာရဲ့ကန်ချက်ကတိုင်ထီးထွတ်သွားပေမဲ့ပြိုင်ဘက်နောက်ခံလူတစ်ယောက်ကမတော်ဝဆကိုဂိုးထက်ကိုပြန်ထွေးမိသွားပါတယ်။ဒီလိုနဲ့ဘာစီလိုနာကတကိုးပြန်ချေနိုင်ခဲ့ပါတယ်။ Messi ကတိုက်စစ်အသစ်တစ်ခုစတင်ချိန်မှာနေမာစီကိုထိုးဖောက်ပေးဖို့မူကောင်းတစ်ခုပေးလိုက်ပေမဲ့နေမာကလည်းဂိုးသွင်းဖို့အခွင့်အရေးကောင်းကိုအထုံးမချနိုင်ပါဘူး။ဒီတစ်ချိန်မှာတော့ Suarez ကပြိုင်ဘက်ဂိုးသမားနဲ့တရားချင်းတွေ့နေပေမဲ့အကောင်းဆုံးအခွင့်အရေးကိုဖြုံးတီးပစ်လိုက်ပါတယ်။ Suarez လွဲချောပုံနောက်ခံလူတစ်ယောက်ကဘောလုံးကိုရှင်းထုတ်လိုက်ပေမဲ့အဲ့ဒီဘောလုံးက Messi ရဲ့ခြေထောက်အောင်ကိုရောက်လာပါတယ်။ Messi ကကွင်းလယ်မှာပြိုင်ဘက်တစ်ယောက်ကိုအရင်ကျော်ဖြတ်လိုက်ပြီးရှေ့ဆက်တိုးလာချိန်မှာပြိုင်ဘက်ဂိုးသမားကအဝေးကနေသူ့ကိုကြည့်နေပြီးအန်ဒီယေကိုကြိုးတင်ခန်းစားနေမိပါတယ်။ Messi ကသူ့ရဲ့စွမ်းဆောင်ရည်ကိုဆက်လက်ပြသပြီးအန်အားတင်စွာလှည့်စားမှုတစ်ခုနဲ့နောက်ထပ်ကစားသမားတစ်ယောက်ကိုလုံးဝဟန်ချက်ပြတ်သွားအောင်လုပ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်ညာဘက်ကိုအနှဲငယ်ထိန်းပြီးကန်သွင်းဖို့တောင်းတစ်ခုဖန်တီးလိုက်ပါတယ်။ Messi ကန်သွင်းလိုက်ရာဘောလုံးကဂိုးပိုက်ထဲဝင်သွားပါတယ်။ကွင်းတစ်ကွင်းလုံးပျော်ရွှင်မှုတွေနဲ့ပောက်ကွဲသွားပြီး Luis Enrique ကတော့အရန်ခုံပေါ်မှာအံ့အားသင့်နေစေချစ်ပါတယ်။ဒီလိုနဲ့ဘာစီလိုနာကခြေဘက်ကိုရရှိသွားပါတယ်။နေမာကနောက်ထပ်အန်ဒီယေရှိတဲ့တိုက်စစ်တစ်ခုစတင်ချိန်မှာနောက်ခံလူတစ်ယောက်ကသူ့ကိုပင်နယ်တီဧရိယာအတွင်းဖျက်ထုတ်ဖို့အတင်းအကျပ်လုပ်ရပါတယ်။ဘာစီလိုနာကနောက်ထပ်ပင်နယ်တီတစ်လုံးရရှိပြီးမက်ဆီကကန်သွင်းဖို့တာဝန်ယူလိုက်ပါတယ်။မက်ဆီကအရှိန်ယူပြီးလာပြီးကန်သွင်းလိုက်ရာဂိုးဝင်သွားပါတယ်။ဒီဂိုးကဘာစီလိုနာကိုပွဲနိုင်စေသလိုမက်ဆီရဲ့တော့လည်းသူ့လွဲချော်ခဲ့တဲ့ပင်နယ်တီရဲ့အမတ်တရဆိုးကိုဖျောက်ချဲနိုင်စေပါတယ်။